ငယ်စဉ်ခါတော့ချစ်ခင်မှုကိုလုံလောက်စွာမရရှိထားဖြစ်တဲ့အတွက်သူတို့ချစ်ခင်နေတဲ့အတိုင်အောင်ပို့ပြီးတော့တန်ရောစင်တွဲမိမှာစိုးတတ်တယ်ဒါကြောင့်မလို့ကိုချစ်တဲ့သူတွေကိုကိုအနာကနေပြီးတော့တွန်းဖယ်နေတတ်တဲ့သူတွေဖြစ်တယ် avoidance attachment သမားတွေကရည်ရွယ်ချက်တွေလည်းကြီးကြတယ်အငင်းတန်တာဖြစ်တဲ့အတွက်ကြောင့်ပတ်ဝန်းကျင်နဲ့သဟဇာတာဖြစ်ဖို့ခက်ခဲပြီးတော့သူတို့ကိုယ်တိုင်ကပတ်ဝန်းကျင်ပေါ်မှာယုံကြည်မှုနည်းပြီးတော့ကိုတယောက်တည်းပဲထိထိနေခြင်းနဲ့စိတ်ရှိတဲ့သူတွေဖြစ်တယ် social exhaustion ပေါ့လူများများတွေ့ရတာကသူတို့အတွက်ကပင်ပန်းနေရဆိုအနေအထားမျိုးဖြစ်တယ်ဒီလိုမျိုး avoidant attachment ရှိတဲ့သူတွေကကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေထဲမှာဖြစ်စေ partner ထဲမှာဖြစ်စေမိသားစုအတိုင်းဝိုင်းထဲမှာဖြစ်စေရှိလို့ရှိရင်သူတို့ရင်ဖွင့်လာမယ့်အရာကိုကိုကတိုက်တွန်းပြောဆိုခြင်းမပြုဘဲနဲ့သူတို့ဘက်ကတီးတဲ့ရင်ဖွင့်လာလေးတွေကိုနားထောင်ပေးနိုင်ရမယ်။နောက်သူတို့ပေါ်မှာမှန်တယ်မှားတယ်ဝေဖန်ပိုင်းချတာထက်သူတို့အတွက်ရှိနေမယ်ဆိုပြီးတော့အဖော်ပြုပေးနိုင်ရပါမယ်။သူတို့မှာခက်ခဲလွန်းတဲ့သူတို့ပေးရဖို့ခက်ခဲလွန်းတဲ့ trust ဆိုတဲ့ယုံကြည်မှုကိုလည်းတည်ဆောက်ပေးနိုင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့သူတို့နဲ့ပတ်သက်ဆက်ဆံတဲ့သူတွေကတသမတ်ထဲပြုမှုပြောဆိုနေထိုင်နိုင်ရပါမယ်။သူတို့ကစိတ်ခံစားချက်တွေကိုမဖွင့်ဟတတ်ပဲနဲ့သူတို့ရဲ့ကိုယ်ပိုင်အချိန်ကိုယ်ပိုင်နေရာလေးတွေမှာပွက်ကွယ်ထားတတ်တာဖြစ်တဲ့အတွက်သူတို့ကိုလည်း personal space လို့ပြောတယ်နော်တီးသက်နေထိုင်နိုင်မှုတီးသက်ရင်ဆိုင်နိုင်မှုအချိန်တွေအတွက်လည်းအချိန်ပေးထားနိုင်ရပါမယ်သူတို့ခံစားချက်လေးတွေကိုရှားရှားပါးပါးရင်ဖွင့်လာတဲ့အခါမျိုးတွေမှာလည်းနားလည်ပြီးတော့သိငင်အောင်မပြုတ်လို့ဖို့လည်းလိုအပ်ပါတယ်ဒါကတော့ avoidance attachment person တွေရဲ့ငယ်ဘဝကြီးပြင်းပုံတွေနဲ့ထိုသူတွေမှာကြုံရတဲ့ပြဿနာတွေအဲ့လိုလူတွေနဲ့ဆက်ဆံရတဲ့အခါမှာရေရှည်တည်တဲ့နဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်မှုအတွက်အချက်လက်လေးတွေကိုပြောပြပေးထားပါတယ်ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ YouTube မှာ follow လုပ်ပေးထားဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်